Welcome to my channel ပရိသတ်ကြီးတို့ Merry Christmas ပါနော်ဒီနေ့ပဇွန်ထုတ်ချိုးချင်းချက်စားကြမယ်ရှင်ဒီနေ့ပဇွန်ထုတ်လက်တာလေးတွေ့လို့ညီမဝယ်လာခဲ့ပါတယ်ပဇွန်ထုတ်ထဲကအညစ်အကြေးတွေကိုဖယ်မယ်လက်တွေကိုဖြတ်မယ်ပြီးရင်တော့စနွင်းမုတ်ထည့်မယ်စားလေးနည်းနည်းထည့်မယ်ပြီးရင်ငံပြားရည်လေးထည့်မယ်ကဲအားလုံးကိုသမအောင်နှက်ထားမယ်ကျွတ်သွန်နီကတစ်လုံးကျွတ်သွန်ဖြူကသုံးမအောင်လှီးထားပါမယ်ရှင်ပဇွန်ထုတ်လေးအနက်မွေးအောင်လို့ညီမကစီကိုမသုံးပါဘူးเนาะထောပတ်စီကိုညီမသုံးပါတယ်ထောပတ်စီတစ်စုံကိုအိုးထဲမှာထည့်ပါမယ်ထောပတ်စီပျော်လာရင်ကျွတ်သွန်ဖြူနဲ့ကျွတ်သွန်နီရဲ့ပဇွန်ထုတ်ရည်ကိုထည့်ပြီးတော့လှော်ပေးပါเนาะပဇွန်ထုတ်ကလေးတွေကိုတစ်ဖက်ကိုလှန်ပေးရပါမယ်ဒါမှအကျက်မြင်ပါတယ်ပိုလဲမှုေးပါတယ်ရှင်ပဇွန်ထုတ်တွေကတစ်ဖက်ကနီလာပြီဆိုတစ်ဖက်ကိုလှန်ပေးပါပြီးရင်တော့ရေလေးထည့်ပြီးတော့နှက်ထားပေးပါနော်ပဇွန်ထုတ်ကရေထဲမှာအနည်းငယ်အချိန်ကြာအောင်နှက်ထားပြီးသွားတဲ့အခါကျရင်စီပြန်လာပါလိမ့်မယ်ချိုချင်းချက်ဖို့အတွက်ညီမကရိုးရီယာ sweet chili sauce နှစ်စွန်းကိုညီမကပဇွန်ထဲကိုထည့်ပြီးတော့ထပ်ပြီးတော့ရေလေးနဲ့ငယ်ထည့်ကထပ်လော်ပေးပါတယ်ရှင်ရေလေးနဲ့ငယ်ထည့်ပြီးတော့ပဇွန်ထဲမှာထည့်လော်တဲ့အခါကျရင်စီပြန်လာတဲ့အထိလော်ပေးပါနော်ဒါမှသာလျှင်အရန်စားကောင်းတဲ့ပဇွန်ထုတ်ခင်းလေးတစ်ခွက်ရရှိမှာဖြစ်ပါတယ်ရှင်အခုတော့အရန်စားကောင်းတဲ့ပဇွန်ထုတ်ခင်းချိုချင်းလေးတစ်ခွက်ကိုညီမချက်လို့ပြီးသွားပါပြီပရိသတ်ကြီးတို့လည်းညီမချက်ထားတဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးရင်းနဲ့ပဇွန်ထုတ်ချိုချင်းလေးကိုမင်းရှက်ရည်နဲ့ညီမစားသုံးလိုက်ပါအောင်မယ်ရှင်ညီမရဲ့ channel လေးကိုသဘောကျတယ်ဆိုရင် like and follow subscribe လုပ်ပေးပါနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်